okay အခုကဘာပြောမှလဲဆိုတော့ PC desktop တို့ဒီ laptop တို့မှာပေါ့နော်ဒီမှာဟိုဗာလဲ internet မရဘူးဖြစ်နေတဲ့ချိန်မှာကျွန်တော်အရေးပေါ်တုံးဖို့ဖုန်းကနေပြီးတော့ internet share တဲ့နည်းပေါ့နော်ကြိုးနဲ့ share မှာဟို hotspot လည်းမှာမဟုတ်ဘဲနဲ့ရိုးရိုး hotspot လည်းမှာမဟုတ်ဘဲနဲ့ဒီကြိုးနဲ့ share တဲ့နည်းကိုကျွန်တော်ပြမယ်အဲဆိုတော့ကျွန်တော်ဖုန်းအတွင်းကြိုးပေါ့နော်ကိုယ့်ရဲ့ဖုန်းအတွင်းကြိုးနဲ့ဖုန်းနဲ့ချိတ်ပြီးကြရင်ဒီ laptop မှာချိတ်ပြီးဆိုရင်ဒီဖုန်းထဲက setting ထဲကိုဝင်မယ်ပေါ့နော် setting ထဲဝင်ပြီးတော့ဒီအောက်မှာရှာနေရဆိုတော့ဒါကြာလို့ setting ရဲ့ search box မှာပဲ USB tethering လို့ရိုက်ရှာလဲရတယ် USB လို့ရိုက်ရှာလဲရတယ်အဲဒီမှာ USB tethering ဆိုတဲ့အားလေးကိုဘေးနားခုတ်လေးကို on ပေးလိုက်ဖွင့်ပြီးဆိုရင်တချို့ laptop တွေကကြတော့yes or no ဆိုတဲ့ box ကလေးကြာလာလိမ့်မယ်အဲဒီမှာ yes နေပေးလိုက်ဒီ laptop ဆိုရင်အဲ့ဒီ box မကြာလာဘူးပေါ့နော်တခါတည်းအဲ့လိုသူက detect ချပြီးတော့တန်းချိတ်သွားတာပေါ့နော်အဲ့တော့ဒါဆိုရင်ဒါဖုန်းရဲ့ internet ကိုလည်း internet ဖွင့်ပြီးတော့မှလည်းကြိုးနဲ့ချိတ်တုံးလို့ရတယ်လို့Wi-Fi မိနေတဲ့ဖုန်းကနေလည်းဒါ data share လို့ရတယ်ပေါ့နော် network adapter မရှိရင်ဒီနည်းကိုသုံးပေါ့နော်ကြီးကြီးမားမားမရှိခဲ့ဘူးပါ